ဝေဖန်မှုတွေကိုကြော်ဖြတ်ပြီးတနိုင်ငံလုံးဆိုင်ရာပရာဟိတစုကြီးကိုရရှိသွားတဲ့ပုတုကတော့ပရာဟိတအလုပ်တွေကိုစတင်လှုပ်ဆောင်တဲ့အချိန်မှာလွယ်လွယ်ကူကူနဲ့လက်ခံယုံကြည်မှုရခဲ့တာမဟုတ်ပါဘူး။ငွေလည်းအဆင်မပြေသလိုရွာကနေရောက်လာတဲ့ပုတုကိုဘယ်ပရာဟိတအသင်းကမှမခေါ်ခဲ့ကြပါဘူး။သူ့ကိုဘယ်သူကမှအရေးမလုပ်တာကြောင့်လမ်းပေါ်မှာတယောက်တည်းကပြီးတော့အလူခံခဲ့ရပါတယ်။ရလာတဲ့ငွေတွေကိုပုတုကရေဘေးမှာလဲလှူဒန်းသလိုငလင်ဘေးတင်းတဲ့သူတွေကိုလည်းလှူဒန်းခဲ့သူပါဆယ်လီဘွားကနေပရာဟိတအလုပ်တွေကိုစတင်လှုပ်ဆောင်ခဲ့ပြီးတော့သူ့ကိုဝေဖန်တဲ့သူတွေနဲ့မယုံကြည်တဲ့သူတွေကဒူးနေတည်ရှိခဲ့ပါတယ်စစ်မှန်တဲ့စေတနာကိုအချိန်ကပဲတက်တည်ပြသွားပြီးအနစ်နာခံမှုတွေများလာတဲ့အခါမှာတော့အစကမယုံကြည်ခဲ့တဲ့သူတွေတောင်သူ့ရဲ့လုပ်ရက်တွေအပေါ်မှာလေးစားအတိမတ်ပြုလာရပါတော့တယ်ပုတုကြောင့်ကျမ်းမာရေးမကောင်းတဲ့သူတွေလည်းစိတ်ကူးတာခွင့်ရသွားပေမဲ့သူကိုယ်တိုင်ကတော့တထေးကြီးတယောက်မဟုတ်ပါဘူးဝေဖန်သူတွေဘလောက်များများပုတုကတော့ကျမ်းမာရေးမကောင်းသူတွေနဲ့စိတ်ကူးသားဖို့လိုအပ်တဲ့သူတွေကိုအကူအညီပေးခဲ့ပါတယ်။စ조사အနစ်နာခံမှုတွေရဲ့ရလဒ်အနေနဲ့ပုတုကိုမြန်မာတနိုင်ငံလုံးဆိုင်ရာပရာဟိတထူးချွန်စုကိုချီးမြှင့်ပေးအပ်လိုက်ပါတယ်။သူ့ရဲ့ရိုးသားမှုနဲ့ထိုက်တန်တဲ့မြန်မာတနိုင်ငံလုံးဆိုင်ရာပရာဟိတစုကြီးရခဲ့တဲ့အတွက်ပုတုကတော့ဝမ်းသာနေရပါတယ်။အရင်ကဝေဖန်တိုက်ခိုက်ခဲ့သမျှတန်ရဝန်ခံခဲ့ရသမျှတွေအားလုံးကဒီစုကြီးနဲ့အတူအားလုံးလင်းစင်ပြောက်ကွယ်သွားပါပြီ။မြန်မာတနိုင်ငံလုံးဆိုင်ရာပရာဟိတထူးချွန်စုကိုတော့ဟာတာအစီယုံကချီးမြှင့်ပေးခဲ့တာဖြစ်ပြီးပုတုတယောက်ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။အမြဲတမ်းမျက်ရည်ကျနေတဲ့ပုတုကဒီတစ်ခါမျက်ရည်ကတော့တကယ်ပျော်ရွှင်လို့ကျတဲ့မျက်ရည်ဖြစ်ပြီးဟန်ဆောင်မျက်ရည်မဟုတ်ပါဘူး။ပုတုကပရာဟိတထူးချွန်စုကြီးနဲ့တကယ်ကိုထိုက်တန်ရင်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးရှင်။